အားလုံးကဲဗျာဒီလုံးကြီးကတော့ဝါသွားပါပြီဒီအောက်ကအလုံးကတော့ကျွန်တော်ဒါဒီနေ့ဥကောတန်ကျက်နဲ့ထိုးလိုက်တာပေါ့ဗျာဒီလုံးကြီးလဲလုံးသွားတယ်ဗျာမထွက်ဘူးဥကောတန်ကျက်ရဲ့ကျွန်တော်လက်ချားလေးရဲ့ပေါ့ဗျာထိုးထည့်လိုက်တာမိဘမှာဟောနဲ့ကိုပြင်းတယ်ဗျာခါတိုက်မိပါပဲထိုးချလိုက်တာဘာပဲပြောတာအသေးမှန်သွားပြီလို့ပြောရမှာပေါ့ဗျာအပေါ်ကအလုံးလေးရလဲဒါတော်တော်လေးကိုမီးအားကောင်းတဲ့အတွက်ဖင်းလေးပါခွက်သွားတာဖြတ်လိုက်ရင်တော့သူအသားအဲ့လိုအဝါသားပဲပြမဲ့သဘောတွေမှာရှိလာပြီပေါ့ဗျာဒါကျွန်တော်ဆက်ပြီးတော့မီးမြင့်သွားမှာပါဒါကျွန်တော်ဘာပဲပြောအိမ်မက်ကပေးတဲ့ကြက်မောက်စူးပြန်လေးနဲ့လက်ချားမိပေါက်လေးနဲ့ကျွန်တော်ထိုးသွားခြင်းမျှတာဖြစ်ပါတယ်ဗျာဓာမိတ်ဆွေအပေါင်းနဲ့ဝါနာရှင်အပေါင်းကျမ်းမှချမ်းသာလိုရာပြည့်လျက်အသက်ရာကျော်ရှိကြပါစေလူရပေါက်မြောက်ခရီးရောက်ကြပါစေဗျာနတ်လူတော်အလုံးဘေးရန်ကြောင်းကြဆင်းရဲကင်း၍ကိုစိတ်နှပြကျမ်းမာကြပါစေချမ်းသာကြပါစေကောင်းကျိုးလူရန်စန္ဒပြေဝကြပါစေဗျာသာဓုပါဗျာ